ယူလာတော့ AC ပဲကွာ ဟာဟိုင်အောင်ကြီးဒမ်းမဲပြင်းလိုက်တာတာဝါကိုတဲ့ဒမ်းမဲရတယ်ကွာဟိုင်အောင်ကြီးဟီရိုဘတ်ဆက်မီနီယန်ဟေးဂျူလီယန်ဘတ်ဆက်မီနီယန်ခရီးထောင်ဆိုတဲ့နေထားမှာရှောင်းနေနေဒီမီနီယန်ခရီးထောင်နိုင်အောင်မလားဆိုတာကျွန်တော်တို့ချက်ကြည့်ရမယ်ဂျူလီယန်တော့နေမှာဖြစ်နိုင်နေဗျသွေးရတဲ့ဒေါ်လေးမှာဆော့ဆော့ပြီးတော့တက်နေအောင်ဆိုတော့ကဲရောက်မလားဆိုတာကျွန်တော်တို့ချက်စောင့်ကြည့်ရမယ်โอเคကျွန်တော်တို့ရတယ်ကျွန်တော်တို့နေ့ဗီဒီယိုမှာတော့ဒီမီနီယန်ခရီးထောင်ကိုဘယ်ဟီရိုတွေကရအောင်တက်နိုင်မလဲဆိုတာကျွန်တော်တို့ကြည့်မှာဖြစ်ပါတယ်။အောင်းအနေနဲ့ကတော့မော်ထူကြီးဆွဲလာပဲဖြစ်ပါတယ်။ဆွဲလာချိုးတဲ့ထောင်းနေခင်ဗျာသွေးလည်းပြန်တက်တယ်ဗျာ။ဒါပေမဲ့သူ့ဒါမေးကတိတ်တော့မတူဘူး။ Okay ထူတယ်။ဆွဲလာလိုက်ရမမယ်လို့ထင်ပါတယ်ဗျာ။ Okay ဒီလောက်တော့ရမယ်လို့ထင်ပါတယ်။ကျွန်တော်ဒီဗီဒီယိုရဖို့ game ဝဲထဲမှာရောအတင်းလုံးတဲ့နေရာမှာတေချာလေးချိန်ပေးရတာမို့လို့ကျွန်တော်ဗီဒီယိုလေးကို like channel subscribe channel နဲ့ခဲ့ဖို့ကျွန်တော်ဘက်ကတောင်းဖို့ချင်ပါတယ်ဗျ။ Okay ထလာတော့ရပါပြီ။ Now hero တစ်ကောင်အနေနဲ့ကတော့ mini hero တစ်ကောင်ဖြစ်တဲ့ Kimi ပဲဖြစ်ပါတယ်။ Kimi ကဒီ minion queen 2000ရှင်းနိုင်မှာမှာဆိုတော့ကျွန်တော်ကြည့်ရမယ်ဗျ။ minion queen 2000တော့ပြောတော့ကျွန်တော် lorry လေးမြန်စားလေးပါတယ်ပေါ့နော်။ mini hero ဖြစ်တာတဲ့ညီလေးရှင်းတာတော်တော်လေးမြန်တော့ဒီတစ်ခါတော့ကျွန်တော်တို့မြန်ဆန်လေးနဲ့ပဲကျွန်တော်တို့ပြီးသွားတယ်ပေါ့နော်။ကျွန်တော် Kimi လေးရပါတယ်။ကျောင်းနေရင်ကောင်းတဲ့လုံးလေးပါပြပြလိုက်အောင်မေးတင်းတင်းတင်းဒါရဟီရိုကောင်နေနေရတော့ကျွန်တော်ရဲ့ဒီကောင်ကြီးမင်းချီရတဲ့ဒီကောင်ကြီးဟာကွာနဂါကြီးဆိုတော့လေနဂါကြီးပဲကွာနဂါကြီးအနေနဲ့တက်နိုင်သွားမလားတစ်ချက်ကြည့်မယ်ဒီကောင်ကြီးကသွေးလက်တက်တယ်လို့တော်တော်လေးမှကြံနေဗျာဒါပေမဲ့သူ့ရဲ့ပတ်စစ်ကဟီရိုတွေပေါ်မှာတရားမှုရှိရဆိုတော့ဒီတစ်ချက်ကတော့အနေချက်ရှိရဲ့ကောပိုင်းနေကျွန်တော်ဘုံကတိတ်မကောင်းတာဆိုတော့ထစ်သွားတာရှိနေတောင်းပါပါရဲ့ဗျဆိုတော့ဗီဒီယိုလေးပဲဆက်ကြည့်မယ်โอเคသွေးလဲတော်တော်လေးမှတက်နေတယ်သွေးရရောလိုက်တဲ့ line လေးကိုဖြစ်နေတယ်โอเคဒီလောက်ဆိုတော့နိုင်အောင်လောက်ပြီးပဲထင်ပါတယ်မီနီယန်ခရီး2000ဆိုတဲ့အားလည်းမနေဘူးဗျကျွန်တော်ဒီမှာတီးရမှာကစီလုံးကြီးတွေအောင်မြင်ခြင်းစပယ်လေးနဲ့ချင်းရီပြောလို့ပဲစီလုံးကြီးတွေအောင်မြင်ခြင်းစပယ်လေးနဲ့ချင်းဆိုတော့ဒီကောင်ကြီးလေးရတော့ပါတယ်နောက်ဟီရိုကောင်အနေနဲ့ကတော့ကျွန်တော်ရဲ့ဆုံးမလေးဖြစ်တဲ့စလီနာပဲဖြစ်ပါတယ်။ဆုံးမမဟုတ်လည်းသိမှာဆိုဟုတ်ပါပြီကွာဒီဟီရိုကမီရွယ်ရဲ့ဖြစ်လို့စင်ရတိုက်ခိုက်ဟီရိုတွေဖြစ်တဲ့အတွက်အရင်ဟီရိုတောင်တော့လည်းမဖြစ်ဘူးဗျ။ဒါဆိုရင်တော့ဆလိုက်အောင်။ပြောင်းရေးဘလူးကြီးလဲဟာငါပြောတော့မှားပြီရှင်ပါရဲ့။စလီနာလည်းရှားပါတယ်။ကျွန်တော်လည်းအစမရအောင်လို့ပဲထင်တာဗျ။တကယ်တော့ကြားပါပါတယ်။ဒီတော့စလီနာလည်းအမှန်ချစ်ပါပြောနေတော်လာရင်ငါမရဘူးပြောနေဟာနောက်ထပ်ဟီရိုတစ်ကောင်နေရတော့ကျွန်တော်ရဲ့တနက်မင်းသားလေးခလင်းပဲဖြစ်ပါတယ်ဗျာဒီဟီရိုရဲ့ skill ရဲ့အပြင် visit တဲ့တော်တော်လေးနာအောင်ဆိုတော့လောက်ရှင်ရတော့နည်းနည်းတော့မြန်မယ်လို့တော့ထင်နေဗျာဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်လိုက်အောင်မီနီယန်ရောလော်ရီပါကုန်တီပါစတော့ကလင်းလည်းအမှန်ချစ်ပါ